ဆိုပြစ်သစီရင်မင်္ဂလာကိစ္စမှာဟိဝရန်နဲ့နေထွတ်ထဲမှာဘသူဖြစ်မလဲလို့ယခုထိခွဲခြားလို့မရသေးတဲ့ပရိသတ်တွေစီကအငြင်းပွားမှုပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ MCLE Dot News Channel ကနေကြိုဆိုပါရစေ။ဆိုပြစ်သစီကမြန်မာအနုပညာလောကမှာထင်ရှားတဲ့တရုတ်ဆောင်တော်ဖြစ်ပြီးသူ့ရဲ့အနုပညာကိကိုအသက်73နှစ်အရွယ်ကစတင်ခဲ့ပါတယ်။2009ခုနှစ်မှာမိုးညအိမ်မက်မျိုးရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီဆုရရှိခဲ့ပြီးသူ့ရဲ့တရုတ်ဆောင်မှုကြိုင်ကိုအသိမှတ်ပြုခံခဲ့ရပါတယ်။သူကတော်မဝင်မှာဒုတော်ဇက်ကားနဲ့အနုပညာလောကတွေကိုပုံမှုကြော်ကြားစွာဝင်ရောက်လာခဲ့ပါတယ်။ထို့အပြင်2012ခုနှစ်မှာချစ်သူအိမ်ဇက်ကားမှာစီဖြိုးနဲ့တူတရုတ်ဆောင်ခဲ့ပြီးမြန်မာရုပ်ရှင်လောကမှာနာမည်ရလာခဲ့ပါတယ်။တရုတ်ဆောင်ဘက်မှာအောင်မြင်မှုရရှိခဲ့တဲ့ပြင်ဆိုဗီယက်သင်္ကာဂီတဘက်မှာလည်းထူးချွန်သူဖြစ်တဲ့သူရဲ့ချစ်သူရွေးချယ်မဲ့တေးစီးထက်ရှိခဲ့ပြီးဂီတပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။သူကမိဘတွေပေါ်လွန်ကျူးဆိုင်တဲ့သူဖြစ်ပြီးမိဘတွေရဲ့မွေးနေ့မှာအထူးလက်ဆောင်တွေပေးလေရှိပါတယ်။သူရဲ့မိဘတွေကပျော်ရွှင်စရာအားထုတ်မှုတွေကိုမီဒီယာတွေမှာမကြာခဏဖော်ပြလေးရှိပါတယ်။ဆိုဗီယက်သင်္ကာရုပ်ရှင်ဂီတနဲ့မိသားစုဘက်မှာဟန်ချက်ညီစွာလောက်ကိုင်နေပြီး2021ခုနှစ်ကတည်းကအနုပညာနယ်ပယ်မှာပုံမတက်ကြစွာပါဝင်လာခဲ့ပါတယ်။သူကအနုပညာလောကမှာရှေ့ဆက်တိုးတက်ရန်ရှီမှန်းချက်တွေရှိကြောင်းပြောကြားပူပါတယ်။ဆိုဗီယက်သင်္ကာအနုပညာခေတ်ကရုပ်ရှင်ဂီတနဲ့မိသားစုဘွားတို့ကိုပေါင်းဆက်ခအောင်မြင်စွာရှေ့ဆက်လျက်ရှိပါတယ်။ဟိဝရန်ကမြန်မာရုပ်ရှင်နဲ့ဗီဒီယိုလောကမှာအောင်မြင်ကျော်ကြားတဲ့တရုတ်ဆောင်တော်ဖြစ်ပြီးသူ့ရဲ့အနုပညာလမ်းကြောင်းသို့ဝင်ရောက်ပုံမှာဆင်ဝင်စားပဲကောင်းပါတယ်။ဟိဝရန်ရဲ့မြည်ရင်မှာမောင်သူရကိုဖြစ်ပြီး1989ခုနှစ်မေလ12ရက်နေ့မှာရန်ကုန်မြို့မှာအဖအဝင်းကိုနဲ့အမိတော်ဆန်းဆန်းဝင်းတို့ကနေမွေးဖွားခဲ့ပါတယ်။သူကမွေးချင်းလျောက်နဲ့အလက်ဖြစ်ပြီးငယ်စဉ်ကတည်းကအနုပညာလောကနဲ့နှီးစပ်မှုရှိခဲ့ပါတယ်။ထို့တော့အစပိုင်းမှာသူ့ရဲ့မိဘတွေကသူ့ရဲ့အကိုဖြစ်သူစေဦးအောင်ကိုမင်းသားဖြစ်ရိုက်ကူပေးခဲ့ပြီးဟိဝရန်မှာအသက်ငယ်သေးသဖြင့်အနုပညာလောကကိုစိတ်ဝင်စားသေးပါဘူး။ဟိဝရန်ကမိဘတွေရဲ့အားပေးမှုနဲ့အနုပညာလောကကိုစတင်ဝင်ရောက်ခဲ့တယ်။အစပိုင်းမှာကိုပိုင်ရုပ်ရှင်ကားတွေရိုက်ကွယ်အစီအစဉ်နေစဉ်တခြားကမ္ပဏီတစ်ခုကနေဗီဒီယိုဇက်ကားအတွက်လာရောက်ငှားသဖြင့်ဗီဒီယိုဇက်ကားရင်းနဲ့စတင်ခဲ့ပါတယ်။သူရဲ့ပထမဆုံးဇက်ကားမှာနှစ်ကဖြစ်ပြီးဤဇက်ကားကပရိသတ်ကြားသူ့ကိုလူသိများလာစေခဲ့ပါတယ်။ဟိဝရန်ကတအူတုံစင်းဆိုတဲ့မိသားစုဇက်ကားမှာပါဝင်တရုတ်ဆောင်ပြီးနောက်ပုံမှုကြော်ကြားလာခဲ့ပါတယ်။ထိုချိန်ကသူရဲ့လှပတဲ့ရုပ်ရည်နဲ့တရုတ်ဆောင်ဆွမ်းရည်တို့ကြောင့်မိန်းကလေးပရိသတ်အများအပြားရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။ထို့အပြင်သူကဗီဒီယိုဇက်ကားတွေမှာထိတ်တန့်မင်းသမီးတွေဖြစ်တဲ့ဤဖြိုစင်နဝရသက်မွန်မြင့်တို့နဲ့အတူတွဲဖက်တရုတ်ဆောင်ခဲ့ပြီးတော့ပုံမှုအောင်မြင်လာခဲ့ပါတယ်။ဗီဒီယိုဇက်ကားနဲ့အောင်မြင်ပြီးနောက်ဟိဝရန်ကရုပ်ရှင်နဲ့ဇက်လန်တွေမှာလည်းပါဝင်လာခဲ့တယ်။လက်တလုံးမှာတော့ရင်ကွင်ရှင်းတွန်းဇက်လန်တွေမှာတရုတ်ဆောင်ထားပြီးဒရိုက်တာဖြစ်လဲစတင်လုပ်ကိုင်လျက်ရှိပါတယ်။ဟိဝရန်ကယခုကမှရုပ်ရှင်ဇက်လန်တွေနဲ့ဒရိုက်တာဖြစ်ဆက်လက်လုပ်ကိုင်လျက်ရှိတယ်။သူရဲ့အနုပညာလမ်းကြောင်းကစ조사မှုစွမ်းရည်နဲ့ပရိသတ်အားပေးမှုကြောင့်တဖြည်းဖြည်းပုံပြီးတော့တိုးတက်လာခဲ့တယ်။ဟိဝရန်အနုပညာခီးတဲ့ကစိတ်အားထက်သန်ပွဲခေါင်းပြီးမြန်မာရုပ်ရှင်လောကမှာသူ့ရဲ့အရေးပါမှုကိုပြသလျက်ရှိပါတယ်။ဟိဝရန်နဲ့ဆိုဗီယက်သင်တို့ရဲ့ရှေ့ဆက်လက်တွဲမဲ့ကြောင်းကိုသတင်းမီဒီယာနဲ့လူမှုကွန်ရက်မှာဆွေးနွေးမှုအများဆုံးဖြစ်ခဲ့ကြပါတယ်။ဟိဝရန်ကဆိုဗီယက်သင်နဲ့မင်္ဂလာဆိုင်အစီအစဉ်ရှိကြောင်းအတည်ပြုထားပြီးထိုသတင်းကိုအဝင်းကိုကပရိသတ်တွေထံပြန်လည်ဖြန့်ချိခဲ့ပါတယ်။တို့တော့ပရိသတ်တွေထံမှမျိုးမျိုးသောတုံ့ပြန်မှုတွေရှိခဲ့တယ်။ထောက်ခံမှုတွေတချို့ပရိသတ်တွေကငယ်စဉ်တို့ကိုရန်သဘောတူရလို့မြင်မြန်လက်ထံတိုက်တွန်းကြပါတယ်။ကံကွက်မှုတွေတချို့ကလည်းစွန့်ပစ်ဘက်ကစဉ်းစားတဲ့သဘောမတူပါလို့ပြောဆိုကြပြီးဟိဝရန်ဟာရုပ်တမဟုတ်ပဲရင်ညွှန်းခဲ့ကြတဲ့တချို့သတင်းတွေအရဆိုဗီယက်သင်ကနေထိုးနဲ့ပုံမလိုက်ဖက်တယ်လို့ယူဆကြပြီးဟိဝရန်နဲ့မလိုက်ဖက်လို့ဆိုကြတယ်။ Daily News ရဲ့ဖော်ပြချက်အရဟိဝရန်သဘောကျတော့လဲဆိုဗီယက်သင်ကြောင့်ရှေ့ဆက်မတိုးဝင်တဲ့ဆောင်ရွက်ဆန်အဝေးကပဲရှင်းနေမဲ့တခြင်းဖြစ်ဖော်ပြထားပါတယ်။လက်ရှိမှာဟိဝရန်နဲ့ဆိုဗီယက်သင်တို့ရဲ့ဆက်ဆံရေးကလူမှုကွန်ရက်ပေါ်မှာအပြုသဘောအပြတ်သဘောမြင်ကွင်းကွဲမှုတွေနဲ့ပြည့်နှက်နေရဲ့။တို့တော့နှလုံးလုံးရဲ့တန်ဝင်ထုတ်ပြန်ချက်တွေမရှိသေးတဲ့ဖြင့်အနာဂတ်စီစဉ်တွေကိုအတိအကျမပြောနိုင်ပါဘူး။အစောင်းလေးကျရှုနာဆင်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။